ကဲမင်္ဂလာပါဗျာနော်မျိုးတွေအဲ့တော့ break ဝယ်ထားတဲ့မျိုးတွေအတွက်ကျွန်တော်ရည်ပြီးပြပေးမယ်မပြောက် break လေးကိုတစ်ချက်စစ်ပြပေးမယ်ဟုတ်ကဲ့နော်တောက်ကြနေမှာကျွန်တော်တို့မနက်အပိတ်ညနေထိပ်ကိုတစ်ချက်ကြည့်မယ်ဟုတ်ကဲ့နော်ငါးပေါင်းတော့တုံကြပါအဲ့တော့9-3 break ကဒီဘက်မှာကျွန်တော်တို့မပြောက် break ပါနော်အဲ့တော့ကျွန်တော်တို့တောက်ကြတရက်စာပဲရှိမယ်9-3 break ကိုဝယ်ထားတဲ့မျိုးတွေလိုက်လို့ရပါတယ်နော်အဲ့ဒါလေးကျွန်တော်တစ်ချက်စစ်ပြပေးမယ်ကျွန်တော်တို့မျိုးတွေတက်ကိုဒီမှာနော်အပေါ်ဘက်လေးတစ်ချက်ကြည့်မယ်88နော်ပေါင်းတော့6တဲ့ break ကနောက်ဘက်မှာမပြောက် break ပါဆိုတော့ကျွန်တော်တို့ဆင်းပေးပါတယ်ဟုတ်ကဲ့နော်ဒီမှာဆို9-3 break ကမပြောက် break ပါနောက်ဘက်ပါနော်မပြောက်တဲ့ break ပါ9-3 break တွေဆင်းပေးပါတယ်9-3 break တွေဆင်းပေးပါတယ်အဲ့တော့ဒီမှာဆိုရင်8ပေါင်းတော့9လေး break ကမပြောက် break ပါဗျာနော်အဲ့တော့9လေး break ကိုတစ်ချက်ကြည့်မယ်ဒီမှာ9 break ဆိုထွက်ပေးပါတယ်ဟုတ်ကဲ့နော်အဲ့တော့ဒီမှာဆိုရင်4-3အဲ့တော့4 break ပါနောက်ပွဲမှာမပြောက် break ပါဆိုတော့4 break တွေထွက်ပေးပါတယ်ဟုတ်ကဲ့နော်အဲ့တော့ကျွန်တော်ဒီမှာဆိုရင်လည်း4ဆိုတော့6တဲ့ break ကနောက်ပွဲမှာမပြောက်ပါဘူးဆိုတော့1 break တွေ6 break တွေဆင်းပေးပါတယ်အဲ့တော့ကျွန်တော်ဒီပွဲမှာအမျိုးတွေတင်ရှိအများကြီးတော့ကျွန်တော်မပြတော့ဘူးဒီ file လေးကိုပြပေးမယ်9ပေါင်းတော့3ညပါအဲ့တော့9-3 break ကြိုက်တဲ့မျိုးတွေအတွက်9-3 break ပါမနေ့ကတောက်ချာနေကဲပေါက် break ပါနော်ပိတ်ပါအဲ့တော့ formula ရပြက်ပင်မရှိသေးဘူးအဲ့တော့4ခွန်ပေါင်းတဲ့1ပါအဲ့တော့16 break ကနောက်ဘက်မှာမပြောက်ပါဘူးဆိုတော့ပေးရနေရရှိတဲ့16 break ဒီဆင်းပေးပါတယ်နော်6 break ဒီဆင်းပေးပါတယ်3ညခွန်နော်အဲ့တော့ခွန်2 break ဒီမပြောက် break ပါဆိုတော့ကျွန်တော်တို့ခွန် break ဒီဆင်းပေးပါတယ်2 break ဒီဆင်းပေးပါတယ်ဟုတ်ပြီနော်ပြက်ပွဲမရှိသေးဘူးတောက်လျှောက်ဆင်းပေးနေတယ်အဲ့တော့ဒီမှာဆိုရင်8 5ပါနော်ပေါင်းလိုက်တော့3ပါ3 break ဒီမပြောက်ပါဘူးဆင်းပေးပါတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာဆိုတစ်ချက်ကြည့်ပါ6ပေါင်းတဲ့2ပါနော်နှစ်ခွန် break ကနောက်ပွဲမှာမပြောက် break ဆိုတော့ဆင်းပေးပါတယ်နော်နှစ်ခွန် break တွေဆင်းပေးသွားပါတယ်ဒီမှာဆိုရင်တစ်ချက်ကြည့်မယ်ကျွန်တော်တို့4နဲ့9နဲ့ပေါင်းတော့3ပါ3 break တွေကျွန်တော်တို့ဒီပွဲမှာမပြောက်ဘူးဆိုတော့3 break တွေဆင်းပေးပါတယ်နော်လက်ရှိ10ပွဲကျော်သွားပြီစစ်ထားတာတပွဲမှာပြတ်ပြမရှိသေးဘူးဟုတ်ပြီနော်အဲ့တော့ဒီမှာဆိုရင်8-3ညနော်8-3ညဆိုတော့ကျွန်တော်တို့3 break ပါနောက်ပွဲမှာမပြောက် break ပါဆိုတော့3 break တွေဆင်းပေးပါတယ်ဟုတ်ပြီနော်အဲ့တော့အစလေးကနေပြန်စစ်ပြမယ်3ည1ပေါင်းတဲ့1ပါနော်အပိတ်နဲ့ထိတ်နဲ့ပေါင်းမှတောက်ကြရဲ့အပိတ်ထိတ်ဟုတ်ပြီနော်ပေါင်းလိုက်တော့6 break နောက်ပွဲမပြောက် break ပါ6 break ဒီ6 break ဒီဆင်းပေးပါတယ်နော်6 break ဒီဆင်းပေးပါတယ်အဲ့ဒီမှာဆိုလဲ1နဲ့6နဲ့ပေါင်းတော့ခွန်ပါအဲ့တော့ခွန်2 break ဒီနောက်ပွဲမှာမပြောက်ပါဘူးဆိုတော့ကျွန်တော်တို့ဒီပွဲမှာ9 break ချင်းချက်အနေနဲ့တပွဲပြတ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာဆိုလဲ3ညနဲ့3နဲ့ခွန်နဲ့ပါ3ခွန်ဆိုတော့ပေါင်းလိုက်တော့3ညပါနော်3ည5 break ကနောက်ပွဲမှာမပြောက်ဘူးဆိုတော့3ည break တွေဆင်းပေးပါတယ်ဟုတ်ပြီနော်အဲ့တော့ပြက်ပွဲလေးတစ်ပွဲသာလေးရှိသေးတယ်6နဲ့5ပေါင်းနဲ့6 break ကကျွန်တော်တို့နောက်ပွဲမှာမပြောက်ဘူးဆိုတော့1 break တွေ6 break တွေဆင်းပေးပါတယ်နော်အဲ့တော့ဒီမှာဆိုရင်3ညနဲ့9ပါအဲ့တော့9လေး break ကနောက်ပွဲမှာမပြောက်ပါဘူးဆိုတော့မပြောက်ဘဲနဲ့ဆင်းပေးပါတယ်9လေး break တွေပါဆင်းပေးပါတယ်အဲ့တော့5ပေါင်းနဲ့3ညနော်3ည5 break ကနောက်ပွဲမှာမပြောက်ပါဘူးဆိုတော့ကျွန်တော်တို့ဒီမှာ3ည break တွေစိုးဆင်းပြီးသွားပါတယ်အဲ့တော့ဒီမှာဆိုရင်9-3ည break တွေနောက်ပွဲမှာမပြောက်ဘူးဆိုတော့5 break တွေဆင်းပေးပါတယ်နော်ဒီမှာဆိုရင်လည်း3နဲ့4ပါပေါင်းလိုက်တော့ခွန်ပါနော်အဲ့တော့ခွန်ဖြစ်တဲ့ကြောင့်မလို့ခွန်နဲ့ break တွေမပြောက်ဘဲနဲ့ဆင်းပေးပါတယ်9ရဲ့9ပေါင်း4 break တွေကမပြောက်ဘဲနဲ့ဆင်းပေးရမယ်ဆိုတော့ကျွန်တော်တို့ဒီမှာ9 break တွေဒီပွဲမှာတော့ချင်းချင်းနေ4 break တွေဆင်းလာခြင်းမရှိဘူးနော်အဲ့တော့ပြပွဲလေး2ပွဲရှိတယ်2 3 4နော်ပွဲပေါင်း22ပွဲမှာ2ပွဲပြတ်ထားတယ်ပွဲပေါင်း20တိတိမှန်ထားတယ်အဲ့တော့ဒီပွဲမှာ9-3 break ကို break ကြိုက်တဲ့မျိုးတွေကဲပေါင်းနေနဲ့မနက်ဖြန်တရက်စာမှာလိုက်လို့ရပါတယ်ဗျာနော်အဲ့တော့9ပေါင်းနဲ့3ည5 break ကကျွန်တော်တို့ဂါမကျော် site ကတော့ပြတ်သွားတယ်ဒါပေမဲ့ဆင်းလာဖို့ရှိတယ် formula ရဆင်းဖို့ရှိပါတယ်အဲ့တော့ကြိုက်လိုက်ပါဗျာနော်